တက်လာပါအခုထက်တက်လာပါတယ်နော်ဒီမှာဒီ channel ဘာတွေရှိလဲဆိုတော့လိုက်ပြပါမယ်လူကအစားပါနော်ဒါတွေကအိမ်ကထီးကြားလေးပဲပါဒါအတော်ဟိုဘကညမစတေးလာမှာဒါတော့ဆက်စနကပြတယ်အမတက်တီပါတို့နော်တက်တီဟိုဘကရွှေကြီးဟိုနာမည်ကတော့အနီကိုရင်လိုက်လို့မပြတော့ပါဘူးဒါအရင်တရပင်တေးလေးပါနောက်ခွေးမှာအများကြီးရှိပါလေလိုက်ပြပါမယ်မနတင်ကိုမူးထားတာပါငါချင်းကြိုက်မှာဆိုလို့ပါဒီနာတော့မစားသေးပါဘူးမနော်ဒါဆော့ပြောခဲ့တယ်ငါတင်ကိုစားဖို့ဝါလေးပါဒါတော့ဆော့ပြရဲနနက်ပင်မှာဒါနနက်ပင်ဒီဘက်ကအတန်းမှာမပါပါဘူးဒါကလောပင်မှာကလောဥစားပါဒါတရပင်မှာဒါတော့အနာထဲအနာမှာအနာလေးဖြစ်ဒါတွေကိုစီးပြီးတော့လုပ်ရတဲ့အပင်မှာဒါတော့အကုန်တိပါတယ်ဖလောင်တောင်မွေးပါကိုကတော့ကျိန်ပင်မှာရှားရမယ့်ညနေလို့မြင်ရပါဘူးဟိုမှာကြက်ရှာနေပါတယ်ကြက်ရှာလာမြေကြီးစားတယ်မသေးဘူးပါဘူးစက်တော့ကလိုက်ကြမှာပဲဖြစ်ပါတယ်ကင်းမခွေးပြီးပါဘူးကျေတော့လည်းမသိပါဘူးဖတ်တတ်မှာဆိုလို့ကြောက်ပါတယ်ဒီမှာချမောင်ကင်းနေပါလို့ဟောဘူးချမောင်ကင်းနေပဲဖြစ်ပါဟဲ့မှာချမောင်အတီးတီးနေပါပြီပြတ်လို့မရတော့ပါဘူးဒါတော့စောပြရတယ်မလေးရှားပဲဒါတော့မငရုတ်ပင်လေးစိုက်ထားတာပါလို့အပြေးပြီးချန်လုံးဟုတ်ပါဟုတ်ပါဒါတော့ဒီမှာတော့ဝင်ခွဲပါနှစ်ယောက်လုံးဟုတ်စောစတီးလာလို့ရှိပါတဲ့မခွေးပါစောပြရခွေးလေးပါ Hello my dog မစတီးလာတဲ့ပုံရည်ပါတယ်ဘာလို့ရနေလဲမသိပါဘူးဒီအပင်ကတော့တိတယ်ထင်ပါတယ်ဘာပဲလက်ပံပင်မှာအမွှေးရိုက်လို့ကြပါတယ်တော်တော်များများကဲအားလုံးမဆက်လိုက်ခဲ့အောင်အများကြီးရှိပါသေးခင်ဗျာဒါတော့အရင်ဆိုလာပြအိုက်ပါကြီးဆုံးမှာဒါလေးကဘရောက်ပင်လေးပါလို့နော်ဘရောက်တော့မပွင့်သေးပါဘူးကြံမရောက်သေးလို့ပါဒါတော့တမပင်ရင်သွားပါပြီပြရသေးရောက်လို့ပါဒါလေးကတော့ဘောက်ရင်းတိုင်းပါမှားပါလို့ပါမတော်ငါတက်တိဒီမှာတာပိန်းနေပါလို့ပိန်းနေဟုတ်ပါပြီမချမဦးဒီကစားကြလားကူစားကြပါတစောင်းလောလို့ခေါ်ကြတယ်သူကလည်းရှားသောင်းလက်ပတ်ခေါ်ကြပါတယ်အခုကတော့ဒါတော့နက်နက်ပင်ပေါက်ပေါ့နော်ဘာမှတုံးစားမရပါဘူးဒါတော့မလကာပဲဟုတ်မလကာလည်းမကလာမလကာနဲ့မလကာမတဲကွဲပါဘူးဒါတော့ရှည်စည်းပဲပြပါတယ်နော်ဟာလုံးမအောင်ဒီခွာမောက်ဘယ်ဟာလဲမသိဘူးမတွေ့လားခြံထွက်စစ်ရဲရုပ်ဒီပါတော့နော်ရဲရုပ်ဒီ6ခုပြောက်တယ်စားကြပါမရဲရုပ်ကြီးပါခြံထွက်မထွက်တော့မသိပါဘူးခြံထဲမှာရှိလို့ခြံထွက်လို့ပြောတာပါဒါလေးကတော့အိမ်ရှာတရက်ပင်နေပါဟုတ်ချင်မှာတရက်ပင်နေဒါငါပြောပင်နေပါလို့နော်ဒါတော့တာလန်းကိုထွက်တဲ့လမ်းရွက်ပါလေ
လောပင်မှာဟိုမှာကလောကင်းရှိတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တူးစားလိုက်လို့ဘာပြောမနေလားအားကြီးပါစားချင်လာကြပါမကစုံမဲ့ဆိုင်ရတူးစားလိုက်တာကိုခါနဲ့ကိုရောင်းတော့မစောက်ပါအမျက်ပင်နေပါလို့စားလို့မရပါဘူးငါတော့ကျူလို့ရပါတယ်မကျွန်တော်ကန်တဲ့ဘောလုံးမှာအဲ့ရဘောလုံးပေါင်းဆိုမနှဲပါဘူးပေါက်လိုက်ဝဲလိုက်တစ်လုံး1500ပြီးတော့အခုဆို10လုံးတောင်ပြီးတော့မ1500တော့မပြီးတော့ပါဘူးနော်ဒါကိုပင်ဟုတ်ပြီလားဒီမှာအဝတ်တရအိတ်ရှိမှကျွန်တော်လှမ်းနေနွားတိုးဝါးကျိုးဝါးတယ်နောက်ခွေးမှတန်းပါတယ်နွားစားမှာဆိုလို့ဒါတော့မှနွားနောက်ခွေးလိုက်ပါတယ်ညမိုးပြောသွားပါတယ်နည်းနည်းတစ်ဖောက်နှစ်ဖောက်ပေါ့နော်ဆောင်းရဒီမိုးရကြားဘူးလားမသိဘူးမခင်းနေနောက်ကသေးလိုက်ရတာဟဲ့ခုံးနားတာမဆောင်နေစစ်တူရကဲတပတ်လေဝါပါပြီအားလုံးတာနောက်နေ့ကျမှပြန်ဖွင့်ရပါမယ်ဟိုမှာစာတိတ်လိုင်းရှိပါတယ်အားလုံးတက်တာလိုက်လေးပဲပြီးတယ်လက်မလေးနှိပ်ခဲ့ပါအောင်လို့နော်